အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီနေ့ဗီဒီယိုလေးရယူရပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုတော့အရင်ဗီဒီယိုလေးနဲ့အဆက်ဖြစ်တဲ့ negative form ပြောင်းတဲ့အကြောင်းလေးကိုဆက်လက်ပြောရှင်းရအောင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ past tense တွေကို negative form ပြောင်းတဲ့အကြောင်းအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင် I did not do that ငါအဲ့ဒါကိုမလုပ်ခဲ့ okay ကျွန်တော် positive sentence အနေနဲ့စဉ်းစားကြည့်အောင် positive sentence အနေနဲ့ဆိုရင် I did that ငါအဲ့ဒါကိုလုပ်ခဲ့I did that ဆိုတဲ့ဒီစကားလုံးသုံးလုံးမှာကျွန်တော်တို့ did ဆိုတဲ့ main verb က past tense ဖြစ်ပါတယ်အဲ့လိုအရှိဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲ main verb တစ်ခုတည်းဟိုဘယ်ရှိတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ verb to do ကိုအသုံးပြုပြီးတော့ negative form ပြောင်းပေးရပါတယ် verb to do တွေကမှ past tense ဖြစ်တယ်ကျွန်တော် did ကိုထုတ်တယ်ထုတ်ပြီးတော့ I did negative ဖြစ်တယ် not ကိုထည့်ပြီးတော့အနောက်မှာ do အဲ့လိုမျိုးအရှိမကျွန်တော် verb to do ကိုထုတ်ပြီးတဲ့အခါမှာဆိုရင်တော့အနောက်မှာအမြဲတမ်း verb infinitive ပဲလိုက်တယ်ဆိုတာလေးကိုသတိပြုဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ဒီ sentence ကို negative form ပြောင်းတဲ့အခါမှာဆိုတော့ I did not do that ဖြစ်သွားပါတယ်ဒုတိယစာကြောင်းအနေနဲ့ဆိုရင် it did not happen yesterday အဲ့ဒါမနေ့ကမဖြစ်သွားခဲ့ဘူး okay ကျွန်တော် positive sentence အနေနဲ့စဉ်းစားကြည့်ရအောင် it happened yesterday အဲ့ဒါမနေ့ကဖြစ်သွားခဲ့အဲ့တော့ negative form ပြောင်းတဲ့အခါမှာလည်းအပေါ်ကတစ်ချောင်းလိုပဲ past tense ဖြစ်တဲ့အတွက်ကျွန်တော် did ကိုထုတ်တယ်ပြီးတော့ negative ဖြစ်တဲ့ not အနောက်မှာ happen 5 infinitive ဖြစ်တဲ့အတွက်ကျွန်တော်တခြားဟာတွေအကုန်လုံးဖြုတ်ချပြီးတော့happen တလုံးလေးရှိပြီးတော့အနောက်မှာတော့ကျန်တဲ့ဟာကိုပြန်ကူးပါတော့ကိုစကားဆက်ပြောခြင်းနဲ့ requirement တွေဖြည့်ပြီးတော့ပြောဆိုလို့ရပါတယ်သတိထားမယ့်တစ်ချက်ကတော့ကျွန်တော်အတန်ထွက်တဲ့အခါမျိုးမှာဆိုရင် did လို့အတန်ထွက်ပါတယ်ရေးရင်တော့ကျွန်တော်စာတက်ပေးတာရေးတဲ့အခါမှာဆိုတော့ did not လို့ do not လို့ does not လို့ရေးပေးမယ်အတန်ထွက်တဲ့အခါမှာဆိုတော့ကျွန်တော် don't လို့ doesn't လို့ didn't လို့အဲ့လိုမျိုးအတန်ထွက်ပေးရပါတယ်စကားပြောတဲ့အနေအထားတွေမှာအသုံးပြုတာတော့ didn't ဖြစ်ပါတယ် okay ကျွန်တော်ဒုတိယတစ်ခုအနေနဲ့ဆိုရင်တော့ had not plus factoryပြန်လို့ဆိုရင်ဥပမာစာကြောင်းလေးကြည့်ရအောင် they had not finished the project at 6 pm သူတို့ကည6နာရီမှာသူတို့ရဲ့ project ကိုမပြီးခဲ့ဘူးဒီ sentence လေးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အချစ် happy verb မှာကျွန်တော်ရှင်းခဲ့တဲ့လိုမျိုးပဲစာကြောင်းကိုကျွန်တော်ကြည့်ပြီးတော့ verb to have ရဲ့အနောက်မှာကျွန်တော် negative လိုက်ပြီးတော့အနောက်မှာတော့ verb or past participle လိုက်ပေးရပါတယ်they had ဒါကကျွန်တော်ဒီ sentence မှာကျွန်တော် happy verb အနေနဲ့သုံးတာပါ happy verb တွေက verb to have ထဲမှာကျွန်တော် past tense ဖြစ်တဲ့ had ပေါ့နော်အနောက်မှာတော့ကျွန်တော်အငင်းဖြစ်တဲ့ not ကိုလိုက်ပြီးတော့သူ့နောက်မှာတော့ကျွန်တော် past participle ကိုလိုက်ပေးရပါတယ်ဒုတိယကြောင်းအနေနဲ့ဆိုရင် he had not been doing his job သူကသူ့ရဲ့အလုပ်ကိုလုပ်မနေခဲ့ဘူးအချိန်တိုင်းကတစ်ခုအတွင်းမှာပေါ့နော် okay ဒီ sentence မှာဆိုရင်လည်းအဲ့လိုပဲအနောက်မှာဘာတွေပဲလိုက်ကျွန်တော်တို့အဓိကသတိထားမှာအရှိရ have been verb ပြီးတော့သူ့နောက်မှာပါတယ်အငင်းဖြစ်တဲ့အတွက် negative ပြောင်းတဲ့ not ပြီးတော့အနောက်မှာတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ verb or past participle သူ့နောက်မှာတော့ကျွန်တော် sentence ကြီးပြန်ပြတာမျိုးဖြစ်ဖြစ်ကိုယ့်အကို sentence စောက်တဲ့ခါမျိုးမှာဆိုရင် channel requirement ဘယ်လို requirement ဖြစ်ဖြစ်ဆက်ပြီးတော့ဖြည့်ပြီးလို့ရပါတယ် okay ဒီထားမဲ့ချက်အနေနဲ့ကျွန်တော်အတန်ထွက်တဲ့ခါမျိုးပါ I'd not နောက်ကျွန်တော် past participle လိုက်မယ်အဲ့လိုမျိုးနောက်တစ်ခုအနေနဲ့ဆိုရင်hadn't အနောက်မှာ past participle ဒီ sentence တစ်ခုမှာဆိုရင်ဒီရှိရတစ်ခုကတော့ကျွန်တော်တို့ pronoun အနေနဲ့ပဲတွဲသုံးပါတယ် I we you they he she it အဲ့စကားလုံးတွေကလွဲပြီးတော့ကြံတဲ့ဘယ် noun singular ပဲဖြစ်ဖြစ် plural ပဲဖြစ်ဖြစ်နောက်မှာ hadn't လိုက်ပြရပါတယ် pronoun တွေမှာ hadn't လိုက်လို့မရဘူးလားလို့မေးရင်တော့ရပါတယ် pronoun တွေမှာဆိုတော့နှစ်မျိုးလုံးတွဲသုံးလို့ရပါမယ် pronoun မှာလွဲပြီးတော့ကြံတဲ့ noun တွေမှာဆိုတော့ hadn't လိုက်လို့ပဲတွဲသုံးလို့ရပါတယ်ဒါတော့ကျွန်တော်တို့စကားပြောတဲ့အခါမျိုးတွေမှာနည်းနည်းသတိထားဖို့လိုတဲ့အချက်ပါဒုတိယတစ်ခုအနေနဲ့ကျွန်တော်ဒီသတိထားနေတဲ့အချက်ကတော့ had လို့ပြောလိုက်တဲ့အခါမှာကျွန်တော်အပေါ်မှာရှင်းခဲ့တယ်လို့ပဲ had ရဲ့နောက်မှာ verb 3ပါ verb 3ဒါမှမဟုတ် past participle ပါမှသာလျှင်ကျွန်တော်တို့ had က have been verb ဖြစ်ပါတယ်မဟုတ်ပဲအနောက်မှာကျွန်တော်ဒီ had လိုမျိုး noun လိုက်တဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်ဒီ had က main verb ဖြစ်သွားပါတယ် main verb တစ်လုံးနဲ့ပါလာတဲ့ခါမျိုးမှာဆိုတော့ကျွန်တော်တို့အပေါ်က form ကိုအသုံးပြုလိုမျိုးပဲ didn't have ဆိုပြီးတော့ကျွန်တော်ဖြစ်သွားပါတယ်အဲ့လိုအနေထားမျိုးမှာလည်းကျွန်တော် have က 5 infinitive ဆိုတာလေးတွေသတိထားဖို့လိုအပ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ရှင်းခဲ့တဲ့ grammar နဲ့ပတ်သက်ပြီးတော့သတိထားကြရတဲ့တည်တဲ့အချက်တွေအကုန်လုံးဖော်ပြပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းသိချင်နားလည်မယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့နောက်တစ်ခုဆက်သွားကြရအောင်ပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ကနောက်ဆုံးဖြစ်တဲ့ model verb နဲ့ negative ပြောင်းတဲ့ပုံစံလေးရှင်းပြရအောင်ဖြစ်ပါတယ် model verb ကို negative ပြောင်းတာတော့လွယ်ပါတယ် model verb နောက်မှာ not ကိုလိုက်ပြီးတော့သူ့နောက်မှာတော့ကျွန်တော် verb infinitive လိုက်ပေးရပါတယ်အဲ့တခုတော့ကျွန်တော်နည်းနည်းလေးသိထားဖို့လိုပဲပေါ့နော် okay အဲ့ဆိုတော့သူ့ရဲ့ပြောင်းတဲ့ပုံစံလေးကိုကျွန်တော်ဆက်ပြီးရှင်းပြအောင်မယ် can not နဲ့ပေါင်းတဲ့အခါမှာ
စာတိုင်းရေးမယ်ဆိုတော့ can တော့ဒါပေမဲ့အတန်ထွက်တဲ့ခါမှာဆိုရင် can't couldn't not နဲ့ဆိုရင် could not couldn't shall not shan't should not shouldn't will not won't would not wouldn't may not mayn't might not mightn't and must not mustn't ဒီစကားလုံးတွေမှာဆိုရင်ကျွန်တော်တို့အကုန်လုံးပေါ့နော်ကျွန်တော်အနောက်မှာ and apostrophe နဲ့တွဲသုံးပြီးတော့ဒီတစ်ခုကိုတော့ကျွန်တော်ထူးခြားတဲ့အနေနဲ့ကြည့်ရပါမယ်အဲ့ဒီမှာတချို့စကားလုံးတွေကျွန်တော်မျိုး shall not shan't and ကျွန်တော် may not mayn't might not mightn't အဲ့ဒီစကားလုံးတွေမှာအဲ့ဒီစကားလုံးသုံးလုံးမှာကျတော့ကျွန်တော်တို့ကဒီအရှိက might not may not shall not လို့ပဲသုံးများပါတယ်စကားလုံးပြောအောင်မှာ I may not it might not အဲ့လိုမျိုးပဲသုံးလာမှာပါတယ်ဒီ mightn't လို့ mayn't လို့ shan't ဆိုတဲ့စကားလုံး shan't ဆိုတဲ့စကားလုံးတွေတော့အသုံးနည်းပါတယ်ကျန်တဲ့စကားလုံးတွေမှာတော့ပြောတဲ့ခါမှာဆိုရင် I can't I couldn't I shouldn't I won't I wouldn't I mustn't အဲ့လိုစကားလုံးမျိုးတွေအသုံးများပါတယ်ဒါတော့ကျွန်တော်တို့ဒီနေ့မှာဆိုတော့ကျွန်တော်တို့ negative နဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့ကိစ္စတော့ကျွန်တော်ဒီမှာပဲပြပါပြီအားလုံးပဲတရားလေးနားလည်ရလိမ့်မယ်လို့လည်းနှော်လင့်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်ပြီးတွေ့ကြပါမယ်အားလုံးပဲဘာပဲမှာ